ရားရှင်ကကျွန်တော်အချိန်တိုင်းမှာကောင်းမြတ်တယ်လူမျိုးတိုင်းပေါ်မှာကောင်းမြတ်တယ်နိုင်ငံတော်ပေါ်မှာကောင်းမြတ်တယ်ခဏလေးကျွန်တော်အသက်တာတွေနှလုံးမိတ်ပြီးဆင်ခြင်ပြီးတော့ကျွန်တော်အသက်တာမှာဘလောက်ကောင်းမြတ်လဲကျွန်တော်တွေလူမျိုးတွေမတူကြဘူးနိုင်ငံတွေမတူကြဘူးအသားရောင်တွေမတူကြဘူးသို့တော်ညာလဲကျွန်တော်ထဲမှာတူညီတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တယောက်ချင်းစီတိုင်းပေါ်မှာကိုတော်ကောင်းမြတ်ပါတယ်ဗျာကိုတော်သစ္စာရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်သွေးတတန်နဲ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းရာကိုတော်ကောင်းမြတ်ခြင်းဖြစ်တယ်ဟာလေလုယာကျွန်တော်လက်မြောက်ကိုမြောက်ပြီးတော့ကိုတော်ယေရှုတင်နေဝန်ခံရပါရှိme all my days I've been held in your hands from the moment that I wake up until I lay my head I will sing of the goodness of God. All my life you have been faithful. All my life you have been so good. With every breath that I am able, I will sing of the goodness of God. Love your voice.